နောက်ထပ်ဖြတ်ကျော်အောင်မဲ့လန်နန်တရားစင်ဟုတ်ပါတယ်ကျွန်တော်တို့ဒီတစ်ခါတွေ့ရမယ့်အသင်းကတော့လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ဖူဟန်အသင်းပဲဖြစ်ပါတယ်ဖူဟန်အသင်းကတော့ဒီနေ့ရာသီမှာခြေစွမ်းကောင်းတွေပြသထားပြီးပရီးမီးယားလိတေဘယ်မှာလည်းအဆင့်9နေရာကိုရရှိထားပါတယ်ဒီပွဲစဉ်ကိုတော့ဖေဖော်ဝါရီလ1ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီခွဲအချိန်မှာကစားသွားမှာဖြစ်ပြီးတော့အိုထမှုကွယ်မှာကစားသွားမှာပါโอเคပထမဆုံးအနေနဲ့လူစင်းကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ United အသင်းဘက်မှာတော့Patrick Dogu, Delish နဲ့ Joshua Siski တို့ဒဏ်ရာရရှိနေပါတယ်။ဘာကြောင့် Dogu ရဲ့နေရာမှာမဒရုကွန်ညာကိုသုံးသွားမလားဆိုတော့စောင့်ကြည့်ရပါမယ်။နီးပြကာရဲရဲ့ရေးသေးကိုထပ်ပြီးတော့စစ်ဆေးမဲ့ပွဲစဉ်တစ်ခုဆိုလဲမပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ United အသင်းကအသင်းကြီးတွေနဲ့တွေ့ပြီးဆိုရင်ခြေစွမ်းကောင်းဝင်ပြီးတော့နိုင်ပွဲရရှိလေးရှိပါတယ်။ဒီလိုအသင်းငယ်တွေအသင်းတက်တွေနဲ့ဆိုရင်တော့ရုန်းကန်ရပြီးတော့တင်ကြရင်ကြမကြရင်ရှုံးနေတတ်တာပါဖူဟန်အသင်းဆိုတာလည်းပရီးမီးယားလိမှာအဆင့်9ဆိုတော့အသင်းလက်ပုံစံမျိုးဖြစ်နေပါတယ်ဒါကြောင့်ဒီနီးပြကာရင်နဲ့ United ရဲ့ form တကယ်ကောင်းမကောင်းတေချာကိုစမ်းသပ်မယ်ပွဲပါကာရင်နေနဲ့ဒီပွဲစဉ်မှာတော့ 4-2-3-1 ကိုပဲသုံးပြီးတော့ပွဲထပ်လာမယ်လို့ထင်ပါတယ်ဂိုးသမားနေရာမှာဆန်နီလမ်းမယ်ညာနောက်ခံလူနေရာမှာတော့ဒီကိုဒါတော့သုံးမလားမဇရဝါရီကိုသုံးမလားစန္ဒပတ်ဒီနေရာမှာဟေဒီမကွန်ရရှိမေမာတီနက်ရှိမေဘယ်နောက်ခံလူနေရာမှာတော့တေချာပေါက်လူရှော့ပဲဖြစ်မှာပါကွင်းလင်မှာတော့ပုံမှန်အတွဲဖြစ်တဲ့ကက်စမဲတို့ကိုဝင်းမင်းတို့နဲ့ဘရူနိုဖာနာဒက်တို့ပဲပွဲထလာမှာပါပတ်ထရစ်ဒိုဂူနေရာမှာတော့ကွန်ညာကိုမြင်တွေ့ရပါရှိနေပါတယ်နာတာမှာတော့အမတ်ဒီယာလိုပဲကစားမှာဖြစ်ပြီးစနာဖော်ဝက်နေရာမှာတော့ဘရိုင်ယန်အမ်ဘူမိုပဲပွဲထလာမယ်လို့ထင်ပါတယ်ဒီပွဲစဉ်မှာ United တို့အနိုင်ရနိုင်မလားဆိုတဲ့အဖြစ်အတွက်ကျွန်တော်တို့အချက်လက်တွေကိုတွားပြီးတော့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ထိတိုက်တွေ့ဆုံမှုကိုတွားပြီးတော့ကြည့်ပါမယ်United တင်ကဖူဟန်အသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာ2ပွဲအနိုင်ရထားပြီး2ပွဲတေချာက1ပွဲရှုံးနေထားပါတယ်တေချာတဲ့2ပွဲမှာ1ပွဲကFA Cup မှာဖြစ်ပြီးတော့ပန်နတီမှာတော့ဖူဟန်အသင်းကိုရှုံးနေထားပါတယ်ဒါကြောင့်ဖူဟန်အသင်းနဲ့ထိတိုက်တွေ့ဆုံမှုတွေမှာကျွန်တော်တို့ United အသင်းကအရင်ရက်လက်ကြီးမစိုးနေသလိုအရင်လည်းကောင်းမနေပါဘူးဒါကြောင့်ဒီပွဲမှာလည်းတတိကြီးထားပြီးတော့ကစားတင်တယ်လို့ထင်ပါတယ်ဖူဟန်အသင်းကကျွန်တော်တို့ဒုက္ခပေးသွားနိုင်တဲ့အသင်းဖြစ်နေလို့ပါပဲဘာကြောင့်လဲဆိုတော့ဖူဟန်အသင်းရဲ့အသင်းအစုအဖွဲ့ဟာနေသားတစ်ခုတည်းရှိပါတယ်စမစ်ရိုချူဂွန်စီဟယ်ရီဝီဆင်တို့ဆိုလင်မြန်တဲ့လူငယ်ကစားသမားတွေရှိပြီးတော့ LEOB ရောင်းချင်မတဲ့တော့ပြီးများလေးအထွေးကြုံရင်ကစားသမားတွေလည်းရှိပါတယ်ဒါအပြင်နောက်တန်းမှာလည်းဘန်စီရောဘတ်ဆန်တို့ကလည်းကစားသမားကောင်းနေပါဒါကြောင့်ဖူဟန်အသင်းကချစ်ချစ်လေးလေးရှိပြီးတော့ United ကိုဒုက္ခပေးနိုင်စွမ်းရှိပါတယ်နောက်ထပ်အချက်တစ်ချက်အနေနဲ့ကတော့ဖူဟန်အသင်းကဒီရာသီမှာအဝေးကင်းပွဲစဉ်ဖောင်ညံ့နေလို့ဆိုရမှာပါဘာကြောင့်လဲဆိုတော့7ပွဲကစားရမှာ3ပွဲနိုင်နေ2ပွဲတည်ကြပြီးတော့6ပွဲတောင်ရှုံးနေထားတာပါအခုလေအိုဒဖိုလာကစားမှာဖြစ်တဲ့အတွက် United အသင်းအနိုင်ရဖို့အားသာချက်ရှိနေပါတယ်ကျွန်တော်အနေနဲ့ဘူကီရဲ့ပါဝင်ပတ်သက်မှုလည်းမိထားလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့အားလုံးပဲသိကြတဲ့အတိုင်းယနေ့ခေတ်မှာဘူကီရဲ့ပွဲတစ်ပွဲပေါ်စိုးမိုးနိုင်မှုကတော်တော်လေးကိုကြီးမားနေတာပါ။ VAR ပေါ်ပြီးနောက်မှာပွဲတွေကိုထိန်းချုပ်နိုင်မှုကပိုပြီးတော့ကြီးမားသွားခဲ့ပါတယ်။ဒီပွဲစဉ်မှာဆိုလဲဘူကီရဲ့ကြီးဖွင့်လက်မှုအရ United ကတကူသွင်းတာနဲ့တလုံးသွင်းရင်50အနိုင်ဒါမှမဟုတ်60အနိုင်ကိုပေါင်နေတာပါ။ဒါကြောင့် Arsenal ရော Man City ရောနိုင်ကစားထားတဲ့ United ပြီးတော့အင်ကွင်းမှာလည်းကစားရမယ့် United ဖြစ်တဲ့အတွက်နိုင်တာနဲ့50ဒါမှမဟုတ်60စားမယ့်အခြေအနေမှာထိုးသောအလုံးကတော့ United ကိုပဲရေးချယ်မှာပါ။ဒါကနည်းနည်းလေးသတိထားမယ့်အချက်ပါပဲ။ဘယ်လိုပဲဖြစ်ပါကားရဲအနေနဲ့သူသာစွမ်းဆောင်ရည်ကောင်းမယ်ဆိုရင်ပြီးတော့ United လည်း form ကတကယ်မိနေတာနီးပြပြောင်းလဲခါစားမလို့ထပြီးတော့ကောင်းစားတာမျိုးမဟုတ်ဘူးဆိုရင်တော့ဒီပွဲစဉ်ကိုနိုင်သွားမယ်လို့ထင်ပါတယ်အမှတ်မတင်သေးကျသွားတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်โอเคလာမယ့် Sunday မှာကန်သွားမယ်ဖူဟန်နဲ့ပွဲစဉ်ကို United fan တွေနဲ့အတူတူအားပေးကြရအောင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Chris ပါ